ဘေးရဝီပါငှက်ဖို့တကောင်ဟာခက်ခဲတဲ့အလုပ်တစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။သူဟာတဘာဝလောကမှာအရှုပ်ထွေးဆုံးဆောက်လုပ်မှုတွေကတစ်ခုကိုတိစောက်ဖို့လိုအပ်နေပါတယ်။မြက်ပင်အမြင့်ပေါင်း1000လောက်နဲ့ရက်လုထားတဲ့သူ့ရဲ့အတိုက်ဟာအဖို့ကိုဆွဲဆောင်ရုံသာမကဥတွေကိုလည်းလုံခြုံအောင်ထားရမှာဖြစ်ပြီးမုတ်တုံမှုနိုင်တံကိုလည်းခံနိုင်ရပါမယ်။မှန်ကန်တဲ့အဆောက်အုံသုံးပစ္စည်းကအရေးကြီးပြီးသူကဘာကိုသုံးရမလဲဆိုတာကောင်းကောင်းသိပါတယ်။အဲ့ဒါကတော့ကြေးနွယ်မြက်ပဲဖြစ်ပါတယ်။ဒီမြက်ကကင်တွယ်ရလွယ်ကူပြီးရေးဆိုခံပါတယ်ဒါပေမဲ့သူနဲ့အလုပ်လုပ်ရတာခက်ခဲပါတယ်သူကသူ့ကိုယ်သူအထုံးတွေနဲ့ရှုပ်ထွေးနေပါပြီသူကမျက်မြင်ကိုအကိုင်းခက်တစ်ချောင်းမှာရှုပ်သွင်းလိုက်ပြီးတော့အကွင်းထဲကနေပြန်ထုတ်လိုက်နဲ့အမှားယွင်းမရှိတဲ့အထုံးတစ်ခုကိုတိဆောက်ပါတယ်တစ်ခုပြီးသွားပြီးနောက်ထပ်996ခုကျန်ပါသေးတယ်သူ့တိုက်ကိုအောင်မြင်ဖို့ဆိုရင်ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုလိုအပ်ပါတယ်သူ့ရဲ့အနာဂတ်ကဒီပုံမှာမူတည်နေတဲ့အတွက်ရော့တွက်လို့မရပါဘူးဒီအမငတ်ကအကောင်းဆုံးဆောက်လုပ်နိုင်သူနဲ့ပဲတွဲမှာပါတခြားဖို့တွေကသူ့ကိုအဆက်ရအောင်လုပ်နေကြပါတယ်သူ့ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့လိုပါတယ်သူကဥထားတဲ့အခန်းကိုရက်လုပ်ပြီးအမြင့်တစ်ခုချင်းစီကိုဂယုတစိုက်ဆွဲဆက်နေပါတယ်ဒါပေမဲ့ဒီလိုပေါ့ပါတဲ့အတိုက်ဟာလေးတိုက်ရင်အလွယ်တကူပျက်စီးသွားနိုင်ပါတယ်သူကဖြည့်ရှင်းနည်းကိုမြန်မြန်ရှာဖို့လိုပါတယ်ရှုပ်စည်းခဲလေးတွေကတည်ငြိမ်မှုကိုပေးပါလိမ့်မယ်ဆက်တရက်ကြာပြီးတဲ့နောက်မှာတော့သူအလုပ်ပြီးခါနေပါပြီသူ့ရဲ့ဆောက်လုပ်မှုအစ်စ်ကအဖော်တယောက်ကိုဆွဲဆောင်နိုင်ပါမလားအတောင်ပံလေးတွေတစ်ဖြက်ဖြက်ခတ်လိုက်တာကသူ့ကိုသဘောတူလိုက်တာပါပဲသူကလာမယ့်ရက်အနှဲငယ်အတွင်းမှာဥတွေကိုအပ်ပါလိမ့်မယ်ဒါပေမဲ့မုံတိုင်းကချင်းကပ်လာပါပြီသူကတစ်ပင်ရဲ့စူးတွေပက်လည်မှာကျင်းရွယ်မြက်အပိုတွေနဲ့ရက်လုတ်ပြီးအခြေခံအုတ်မြစ်တွေကိုခိုင်မာအောင်လုပ်နေပါတယ်ဥတွေအုပ်ပြီးသွားတဲ့အခါသူ့တိုက်ကနောက်ဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရပါမယ်မုတ်တုံတွေတိုက်ခတ်ခြင်းပေါ်သူ့ရဲ့အနာဂတ်ကအသက်လူပွဲဖြစ်နေပါပြီဒါပေမဲ့အတိုက်တော်တော်များများကတော့ကြက်ကြက်ခံနိုင်ခဲ့ပါတယ်ဒီအတိုက်ဟာနောက်ထပ်2ပတ်လောက်ကြာရင်သူ့ရဲ့သားပေါက်လေးတွေအတိုက်ကနေပြန်ထွက်သွားတဲ့အထိလုံခြုံစွာဒါနဲ့စောက်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်